မိတ်ဆွေတို့ကိုလွယ်ကူရိုးရှင်းပြီးစားလို့ကောင်းတဲ့မာလာမဲသားကြော်လုံးဤပြောပြပေးပါမယ်။အရက်နဲ့တွဲမိရင်လုံးဝကွက်တီပဲ။အိမ်မှာကိုယ်တိုင်လုပ်တော့တန်ရှင်းလက်ဆံမှုရှိလို့ပိုပြီးစိတ်ချရပါတယ်။အမဲသားကိုအသားနုရာရွေးဝယ်မယ်။အစီတွေအရွတ်တွေဖယ်လိုက်။အတုံးကြီးကြီးပိုင်းပြီးသွေးကုန်အောင်ရေးစိမ်ထားမယ်။ဦးရဲရည်ထဲအမဲသားထဲချင်းကြက်တုံမိတ်တိချပူကောင်ဖာလာရွက်ဖာလာစီချောင်းနနက်ပွင့်ဇပယ်လင်းငရုတ်ကောင်းစီထဲဟင်းချက်ဝိုင်နဲ့စားအတင်တင်ထဲပါ။အသားချက်ပြီးနူတဲ့အထိမိနစ်40လောက်ပြုံးမယ်။ငရုတ်တီကြောက်ကိုရင်းနဲ့10မိနစ်စိမ်ပြီးကက်ချီနဲ့ဒီလိုလေးတွေကင်ထားလိုက်။ပြုတ်ထားတဲ့အမဲသားကိုအတုံးချစ်ချစ်ထူထူလေးတွေလှီမယ်။ဒီလိုအနေထားလောက်ဆိုရပါပြီ။ဦးရဲစီပူပြီးဆိုချင်းကြက်တုံမိတ်ကြက်တုံနီနနက်ပွင့်နဲ့တိချပူကောင်ထဲနနက်မင်းထည့်ပြီးကြော်မယ်။ရွှေဝိုင်အောင်တန်းတဲ့အခါဆဲထုတ်လိုက်။ပြီးရင်ငရုတ်ကောင်းစီထဲအနက်လေးမွေးလာတဲ့အထိမွေမယ်။အမဲသားထည့်ပြီးရေထွက်တဲ့အထိမီအေးအေးလေးနဲ့9မိနစ်ဝန်းကျင်လောက်ကြော်ပါမယ်။ပြီးတဲ့အခါတခြား9မျိုးဆက်မဆလာမုံစားနဲ့အသားမုံထဲမင်းကပြားရဲ့အကြီးနဲ့အနောက်ထဲမီးအလဲလန်နေထားနဲ့ရေခံပြီးကတ်တဲ့အထိမွေကြော်ပြီးရင်ကြိုက်ထားတဲ့ငရုတ်တီကြောက်တွေထဲမီအေးအေးလေးနဲ့10မိနစ်လောက်မွေပေးပြီးအိုးမချခင်နှမ်းလေးဖြူပေးလိုက်ရင်တော့ရပါပြီ။အရသာကထုံထုံဆက်ဆက်လေးနဲ့အရန်စာကောင်းလို့လက်ကနေမချနိုင်ဘူး